ချရီတို့ရေချောင်းမှာတညတော့အိတ်ခဲကြပါတယ်မနေ့ပိုင်းကြတော့ချရီတို့မနေ့စာအဖြစ်နဲ့ထမင်းဟေးချက်စားတယ်ပေါ့နော်ချရီတို့ဘာတွေချက်စားဖြစ်ကြလဲသိချစ်တယ်ဆိုရင်တော့တူတူလိုက်ကြည့်ကြရအောင်နော်ရှင်ချရီတို့တော့မှာတို့ရေကနားမှာတို့တညတော့အဲ့ရတော့ဒီတက်လေးနဲ့တုံးပြီးတော့အိတ်တာဖြစ်ပါတယ်ဒါကကြတော့မနေ့စောစောပိုင်းပေါ့နော်ချရီအိတ်ရထားပြီးတာနဲ့ဒီရေချောင်းနားမှာခဏလေးလာထိုင်တယ်ပေါ့နော်ပြီးရတော့ချာရီတို့ထမင်းချက်ပါတော့မယ်ဘာဖြစ်လို့လဲဆိုတော့တကယ်လို့နောက်ကျသွားပြီဆိုရင်ပဲအရဲစာမှာကြောင်းလို့ပေါ့နော်အဲဒါကြောင့်မလို့တခါတည်းနဲ့ဒီမှာပဲချက်စားမယ်ပြီးမှပြန်မယ်ပေါ့နော်ချာရီဆန်ဆေးတာကကျတော့လေဒီရေချောင်းကရေပဲသုံးပြီးတော့ဆေးတာပေါ့နော်ဒါပေမဲ့တကယ်လို့ချက်လိုက်ပြီဆိုရင်တော့တောက်ရေနဲ့ပဲပြန်ချက်မှာပေါ့နော်ချာရီဆန်ဆေးထားတဲ့ရေကိုရေချောင်းထဲမလောက်ရဲဘူးပေါ့နော်ပြောကြတယ်တော်တော်များများပြောကြတယ်တကယ်လို့ကိုကလေဆန်ဆေးပြီးတော့ရေချောင်းထဲမှာပဲပြန်လောက်တဲ့အချိန်ကျရေဘယ်လိုပြောမလဲဆိုတော့မိုးရွာလာတယ်ပေါ့နော်မိုးရွာချလာတယ်မိုးအကြီးကြီးကိုရွာချလိုက်တယ်ပေါ့နော်ချရီတခါဖြစ်ဖူးပြီးပြီအဲ့ဒါကမသိလိုက်ဘူးပေါ့နော်နောက်မကြမှာသူများတွေကပြန်လာပြောတော့ကိုလည်းရေချောင်းထက်ကိုဒီဆန်ဆေးကြီးကိုမလောက်ရဲတော့ဘူးပေါ့နော်ဘောရနေမခွာပါ Kalau ke pani ya?ဘောရတဲ့Ah, dulu ba. အေးထား Nana pui bara. ကိုဘာမခွာတဲ့ခိကိုချာမ Dai phade da go ra. Phade da go lo ko pani ya. La. အိုလာတဲ့ချင်းညအီထားတော့တစ်ခါတော့ဘာကလာဘလူးနော်Ko lo. ညတော့ကချရီတို့ရလာတဲ့ငါးတွေကိုလှုပ်ပြီးတော့ကြော်စားကြမှာဖြစ်ပါတယ်ချရီတမီဟေးချက်ပြီဆိုတော့သွားတွေဘာတွေတိုက်ညနာသိပြီးရောရေချုံမှဖြစ်ပါတယ်တော်တော်များများချယ်ရီကိုလာမေးကြတယ်ဒီစက်ပြားကပါအတွက်ကောက်တာလဲဆိုပြီးတော့တော်တော်များများမသိကြသေးဘူးပေါ့နော်ဒီစက်ပြားကိုလေပြရရန်အနက်ဆိုထွက်အဖြူဆေးဖြစ်နေတဲ့သူတွေမှသုံးပါနော်ဘာဖြစ်လို့လဲဆိုတော့ဒီစက်ပြားသုံးပြီးဆိုရင်အဖြူဆေးတာတက်တာမယ်အနက်ဆိုထွက်တာရရန်တာတွေတက်တာမယ်ပေါ့နော်ဒါတော့မကဘူးကြလဲပိုချစ်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ကြညူညေတာခံနေရတဲ့သူတွေဒီစက်ပြားကိုသုံးကြည့်ပါနော်သုံးဦးတဲ့သူတွေကကြတော့မသုံးရရင်မနေနိုင်တော့လို့ဒီစက်ပြားကမိတ်ကလေးတိုင်းသုံးလို့ရတယ်နော်အိမ်တော့တဲ့တွေရောသုံးလို့ရတယ်အပြိုတွေရောသုံးလို့ရပါတယ်နော်ဈေးကကြတော့မများပါဘူးတခဲမှ69ဘတ်ပါနော်9ခဲယူမယ်ဆိုရင်တော့ပို့ခဖီးပါနော်တကယ်လို့မသုံးပွေးတဲ့သူတွေဆိုရင်ဆက်သုံးကြည့်ပါတခဲကနေစသုံးလို့ရပါတယ်နော်တကယ်လို့မချီတဲ့ဆက်သုံးချီတဲ့သူတွေအတွက်ဆိုရင်ချရီ TikTok ခြေထောက်ထက်မှာနှိမ့်မှလို့ရပါတယ်အဲ့ဒါချရီရဲ့ကိုယ်တိုင်ခြေထောက်ပါပဲတကယ်လို့ခြေထောက်ထက်မှာမှာမတက်ဘူးဆိုရင်တော့ချရီစီမှာလာမှလို့ရပါတယ်လာမင်းမြင်လို့ရပါတယ်နော်ရှင်ကဲအခုကတော့ချရီထမင်းစားပါပြီနော်အားလုံးပဲလာစားကြပါဦးရှိဝေပါဒေါင်းဟာနော်အဲ့ဒီဆုံးဖို့မဲနေပြီအမမနမ်းပြီပါကိုယ်ကအားလည်းနေ
ก็ฉัน ข้าวแซ่บ เฮ้ย คนเนี้ย นี่ก่อนเอาข้าวก่อนเนาะ ข้าวแซ่บไม่เล่นน้ำแล้วนะไหนวิวเอาช้อนมา ยังก็เท่าไหร่แล้วนั่นเอาอ่ะ โอ้ก็